တော့ကျွန်တော်ဒီမှာအနေနဲ့နေတာလမ်းမှာပေါ့နော်ဒီမှာ iPhone pre-order မှာလို့ရတဲ့ပုံစံလေးသူတို့ဒီမှာက AMAC ပေါ့ AMAC တော့ NL ကကျွန်တော်ဒီ Apple ရဲ့ကိုယ်စားလှယ်ကြီးပဲနော်ဒီနိုင်ငံလုံးမှာဟိုရရှိတယ်သူတို့ဆိုင်နေရှိတယ်ဒီမှာကာဘာတွေတော့ထွက်ပြီးတော့နော်ဈေးနှုန်းတွေက Pro Max ကိုပဲဈေးနှုန်းကြည့်လိုက်မယ်တော့ pre-order တော့ pre-order အနေနဲ့ရမယ်19ရက်နေ့နောက်ပိုင်းမှာပို့မယ်လို့ရှိရတယ်လေးမလေးဒီမှာတော့ဒီ available Fakrai Khambar Banaf ဆိုတာဟို available from လို့ရေးထားတာ available from 19စက်တင်ဘာနေ့စပြီး available ဖြစ်တယ်နော် pre-order ပဲလောဆယ်အားလုံးတော့ဒီရောင်လေးကြည့်ကြည့်အောင်ဒီရောင်ကို256 gig နဲ့256 gig နဲ့ရလိမ့်မော်1400နဲ့89ယူရိုတော့ဆိုင်မှာလည်းတော့ pick up လုပ်လို့ရတယ်ကျွန်တော်ဒီကြိုက်တဲ့ဆိုင်နေတဲ့ဆိုင်မှာတော့ပြီး pick up လုပ်လို့ရတယ်ဒါမှမဟုတ်ရှင်အိမ်မှာပို့ခိုင်းလိုက်ရတယ်အဲ့ဒါ specification ကျွန်တော် iPhone ဝင်ရင်တော့ specification မကြည့်ဘူးဒီတော့အကုန်ကောင်းမယ်ဒါက Pro Max Silver ဒီတွေကတော့အတူတူပဲပေါ့ဟိုကွာ1400အရောင်မှဈေးမကွာဘူးဒါတော့ကျွန်တော်ထင်တယ်အားလုံးလိမ္မော်ရောင်ပဲကန်ကြည့်လို့ကန်ကြလိမ့်မယ်ဘာလို့ဆိုကျွန်တော်ဒီနယ်သာလန်ရဲ့ဒီ national အရောင်ကဒီရောင်ဖြစ်တယ်လေးရမိုက်ဒီပလာနက်ပြအောင်ဒီကောင်512 gig 512 gig ဆိုလို့ရှိရင်ဘယ်လောက်ကြာ1929ကြာโอเค